နိုင်ငံတော်မေးဘူးဖီလစ်ရဲ့နိုင်ငံတော်မေးဘူးသူကပပရှက်ကလေးနဲ့လုံးဝ lightweight ဖြစ်တယ်ဖီလစ်လို့ပြောလိုက်တာနဲ့လူတိုင်းနဲ့မစိမ့်တဲ့ brand တကက်ကပနာမည်ကြီး brand ဗျသူကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်လည်း3,800ပဲရှိတယ်နော်ဖီလစ်ရဲ့သူကဝက်အနေနဲ့ဆိုရင်1100ဝက်950ကနေ1100ဝက်လောက်ဒီဆွဲမယ်သူကတော့ဒီအပေါ်ရဲ့ဒီတုံးထားတဲ့ material ရဲ့နောက်တစ်ခုကကြတော့ပါလဲဆိုအောက်ကကျွန်တော်တို့ဒီအဝတ်တွေနဲ့ထိမဲ့နေရာတွေကလည်းတုံတိုင်ုံကျွန်တော်တို့ကမကတ်တဲ့ဒီ material မျိုးကိုတုံးထားပေးတယ်ဗျနောက်တစ်ခုကကြတော့ပါလဲဆိုလို့ရှိရင်သူကဒီမှာကျွန်တော်ဒီမှာလှည့်တဲ့ကောင်ဒီ indicator lighting ပေါ့လုံးဝမိုက်တယ်ကဲဒါဆိုလို့ရှိရင်တော့အမိုက်စား lightweight ဖြစ်တဲ့ကျွန်တော်တို့ရှက်ပြေးရင်ပုံစံမျိုးလေးနိုင်ငံတော်မီးဘူးဖီလစ်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့Tego 7 electronic hardware မှာကိုကြော်လန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်